ဒီနေ့မှာတော့ကိုရီးယားငရုတ်တီအနှစ်တည်းငရုတ်စိမ့်မုံတွေဝယ်စရာမလိုပဲနဲ့ကိုရီးယားငရုတ်အနှစ်ကလေးကိုအိမ်မှာပဲအလွယ်တကူလုပ်လို့ရမယ့်နည်းလမ်းလေးနဲ့ကင်ချီလုပ်ပြပေးမှာဖြစ်ပါတယ်။ပါဝင်ပစ္စည်းအားလုံးကိုတော့ grand chain အတိအကျလေးနဲ့ caption မှာရေးထားပေးမှာပါ။စနီကလေကင်ချီဆိုရင်မုံညင်းထုတ်လိုက်ကြီးလောက်ရတာကိုသဘောမကျပဲနဲ့အခုလိုမျိုးမုံညင်းဖက်ကြီးကြီးလေးလီးပြီးလောက်ရတာကိုပို့ပြီးတော့သဘောကျတယ်ပေါ့နော်။မုံရင်းဖြူလေးတွေကိုတေးချာချာလီးပြီးလို့ရှိရင်ရေမဆေးသေးပဲနဲ့စားလေးထမင်းစားစုံနှစ်စုံထည့်ပြီးတော့နှက်စအောင်နေပြီးထားရပါတယ်။ပြီးရင်တော့အနည်းဆုံးတစ်နာရီခွဲနှက်ပေးရမှာပေါ့နော်။ကိုရီးယားငရုတ်အနှစ်ကလေးကိုအိမ်မှာပဲအလွယ်တကူလုပ်နည်းလေးစံနေလုပ်ပြမယ်နော်။ရင်အောင်ဆုံးဆန်အစိမ့်မုံထမင်းစားစုံ၅စုံထည့်ပေးရပါတယ်။ပြီးရင်တော့ပေါ့ပေါ့ဆူနေအောင်တည်ထားတဲ့ရင်တွေ150မီလီလီတာကိုနည်းနည်းချင်းစီရောပြီးတော့မွေပေးရပါတယ်။ကိုရီးယားငရုတ်အနှစ်ရဲ့အဓိကဒီဆန်မုံဖြော်တာလေးပေါ့နော်။ဆန်မုံလေးကိုနို့ထမင်းပုံစံအခုလိုမျိုးလေးအနှစ်ချောလေးရအောင်တေးချာလေးတော့မွေပေးဖို့လိုအပ်ပါတယ်။ပြီးရင်တော့ဆန်မုံဖြော်ထားတဲ့ထဲကိုငရုတ်အစိမ်းမုံလေးထည့်ပြီးတော့တေးချပြန်မွေပေးရပါမယ်နော်။ငရုတ်ဒီအနှစ်အယောင်ဆူဆူရဲရဲလေးဖြစ်ဖို့အတွက်ဆိုရင်နှမ်းစီလေးထမင်းစားစုံတစ်စုံထည့်ပြီးတော့ရောမွေပေးရတယ်ပေါ့နော်။နှမ်းစီမရှိရင်နေကြစီလည်းသုံးလို့ရပါတယ်။ဒါမှအယောင်ဆူဆူရဲရဲလေးရမှာပါမဟုတ်ရင်တော့ငရုတ်ဒီနှစ်ရဲ့အယောင်လေးကဖြော့နေတတ်ပါတယ်။ပြီးရင်တော့စနီကအချိုရတာအတွက်ကိုတော့ပြားရည်လေးထမင်းစားစုံနဲ့တစုံထည့်ပါတယ်။တကြားသုံးရင်တော့ဒီနေရာမှာတကြားထမင်းစားစုံတစုံထည့်နိုင်ပါတယ်နော်။စနီကတကြားရှောင်ထားလို့ပါရှင်။အားလုံးကိုတေချာလေးနှမ်းစအောင်မှုပြီးသွားပြီဆိုရင်တော့ကိုရီးယားထမင်းတုပ်ထဲမှာပဲထည့်စားမလား။ခုလိုမျိုးကင်ချီလေးတွေလုပ်မလား။ဟင်းရည်ချက်မလား။ဗတ်စုံသုံးလို့ရတဲ့ကိုရီးယားငရုတ်အနှစ်လေးရပြီပေါ့နော်။ပြီးရင်တော့ကင်ချီအချင်ဖောက်ဖို့အတွက်နဲ့အနံ့မွေးလေးရဖို့အတွက်ပါဝင်ပစ္စည်းလေးတွေကိုကြိတ်ထားရပါမယ်။အစောငရုတ်ဒီအနှစ်ကလေးထဲမှာပဲပါဝင်ပစ္စည်းကြိတ်ပြီးသားလေးတွေကိုတေချာရောလိုက်မယ်ဆိုရင်တော့ကင်ချီအနှစ်လေးရပါပြီပေါ့နော်ဒီကင်ချီအနှစ်လုံနည်းလေးကလွယ်ကူရိုးရှင်းလွန်းပြီးတော့အရန်ကိုစားလို့ကောင်းစေတဲ့နည်းလမ်းလေးတစ်ခုဖြစ်လို့စနီကမျှဝေပေးလိုက်တာဖြစ်ပါတယ်မုံညင်းလေးတွေမအိတ်သေးခင်အချိန်မှာဒီမုံလာဦးနီမုံလာဦးဖြူနဲ့စက်သွမိတ်ထဲကိုကင်ချီအနှစ်ကလေးအရင်ထည့်ပြီးတော့တေချာနှက်စအောင်အရင်မွေပေးထားရတယ်ပေါ့နော်မုံညင်းကတော့ဣသွားမှပြန်ရောမှာပါရှင်မုံညင်းမပါသေးပဲနဲ့ကင်ချီအနှစ်လေးကစားချင်းစရာတောင်ကောင်းနေပြီပေါ့နော်စားနေထားတဲ့မုံညင်းလေးကိုအယိုးလေးကြည့်ယူပြီးအခုလိုမျိုးလက်ကလေးနဲ့ဖိကြည့်လိုက်တဲ့အချိန်မှာမကွဲထွက်သွားတော့ဘူးဆိုရင်မုံညင်းလေးကအဆင်သင့်ဖြစ်ပါပြီစားနေထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အငံတက်ကဲမှာဆိုလို့စနီကရေနှစ်ထပ်သုံးထပ်ဆေးပြီးတော့ရေသေးချပြောင်းနေအောင်ညှစ်ပေးထားပါတယ်မုံညင်းကိုရေသေးချပြောင်းအောင်မညှစ်ဘူးဆိုရင်ကင်ချီလောက်ထားတဲ့အချိန်မှာအရေတွေအများကြီးထွက်လာနိုင်တယ်ပေါ့နော်ပြီးရင်တော့အစောကနေထားပြီးသားကင်ချီအနည်းလေးနဲ့ပဲမုံညင်းလေးတွေအားလုံးကိုရောပြီးတော့နှက်ဆက်အောင်တေချာလေးနေပေးရပါမယ်ဒီကင်ချီလုံနီးလေးကလေပါဝင်ပစ္စည်းတွေကကို့အနီးနားမှာပဲဝယ်လို့ရတာဖြစ်ပြီးတော့လွယ်ကူရိုးရှင်းလွန်းတာကြောင့်မလို့အားလုံးလိုက်လို့စားလို့ရအောင်စနီကမျှဝေပေးလိုက်တာဖြစ်ပါတယ်ပြီးရင်တော့ရေချအောင်တုတ်ထားတဲ့ဒီလိုလေးလုံးဘူးလေးထဲမှာတေးချာလေးထည့်ပြီးတော့စနီတို့ကအချင်ရတာဆူဆူလေးစားခြင်းနေဆိုရင်တော့ရေခဲတက်တာထဲမှာတန်းမသိမ့်ပဲနဲ့အပြင်မှာအနည်းဆုံးတစ်ရက်ထားပြီးမှချင်းဆူဆူလေးရမှာပေါ့နော်ကိုကချင်းကြီးမကြိုက်ဘူးဒီတိုင်းလေးပဲစားတတ်တယ်ဆိုရင်တော့တခါလေးရေခဲတက်တာအေးခန်းထဲမှာထည့်ပြီးသိမ်းနိုင်ပါတယ်အပြင်မှာတရက်အချင်ဖောက်ထားပြီးသွားပြီဆိုရင်တော့ရေခဲတက်တာအေးခန်းထဲမှာထည့်သိမ်းပါနော်ကိုရီးယားငရုတ်ဒီအစိမ်းမုံသုံးထတာမဟုတ်တဲ့အတွက်ကြောင့်မလို့ကင်ချီအယောင်လေးကတော့နည်းနည်းဖြော့နိုင်ပါတယ်ဒီကင်ချီလေးဟာဆိုရင်ဝိတ်ချနေတဲ့သူလေးတွေပါစားလို့ရပါတယ်နော်အခုလိုမျိုးကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်လေးတွေချက်ပြုတ်စားတတ်ချင်နေဆိုရင်တော့ Sunny ရဲ့ page လေးကို like and follow လုပ်ထားပေးဖို့မမေ့ပါနဲ့နော်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်